AI တွေထဲမှာသုံးလို့ကောင်းပြီးတော့မှအခုကျွန်တော်လက်ရှိအကျိတ်ဆုံးAI တော်တော်များများထဲမှာအကျိတ်ဆုံးဖြစ်ပြီးတော့မှတော်တော်များများသုံးနေကြတဲ့ minus AI အကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြသားမှာဖြစ်ပါတယ် minus AI ကဘယ်လိုအလုပ်လုပ်လဲဆိုရင်သူကကျွန်တော်တို့က AI agent လည်းဖြစ်တယ် AI chatbot လည်းဖြစ်တယ်သူကနှစ်မျိုးစလုံးအလုပ်လုပ်တယ်ပေါ့နော် AI agent နဲ့ AI chatbot အကြောင်းမသိသေးဘူးဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel မှာတွားပြီးတော့မှကြည့်လို့ဗီဒီယိုကြည့်လို့ရပါတယ်အဲ့မှာကျွန်တော် AI agent နဲ့ AI chatbot အကြောင်းပါတယ်ကွာသွားလဲဆိုတာကျွန်တော်အသေးစိတ်ရှင်းပြထားတာရှင်းပြထားတဲ့ဗီဒီယိုရှိပါတယ်အခုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးမယ့်အပိုင်းကတော့ကျွန်တော်တို့ minus AI ကိုဘယ်လိုလူတွေသုံးတင်လဲပေါ့နော်ဘယ်အတွက်အသုံးတင်လဲဆိုတော့ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ minus AI သုံးရင်ကျွန်တော်တို့ကွန်ပျူတာမှာဆိုရင်ဖုန်းမှာလည်းရှိတယ်ဖုန်းမှာဆိုရင် minus AI software ကို download လိုက်ရအောင်ပဲတကယ်လို့ကိုယ့်ရဲ့ဖုန်းမှာမပေါက်ရှင် USB-VPN လေးတစ်ခုလောက်ခံပြီးတော့မှကျွန်တော်တို့ Play Store မှာတောင်းပေးလဲပေါ့နော်တချို့ region ဆိုင်နည်းနည်းပန်းခံထားတာမပေါ်တာဖြစ်လို့အဲကြောင့်မို့ကျွန်တော်တို့တကယ်လို့ download မရ USB-VPN လေးခံပြီးတော့မှတောင်းပေးတော့ဖုန်းမှာကျွန်တော်ဒီဗီဒီယိုမှာဒီဗီဒီယိုမှာကကျွန်တော်ဒီကွန်ပျူတာမှာရှင်းပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ minus AI သုံးမှရှင်ကျွန်တော်တို့ website minus AI ဆိုတဲ့ website ထဲဝင်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရေးလိုက်မယ် minus AI ပေါ့ okay minus AI ရရင်သူကဒါမျိုးပုံစံလေးနဲ့လက်ဖြောက်တီးနေတဲ့ပုံစံလေးနဲ့ minus အောင်ဟောင်း AI ပေါ့ okay ဒီမှာ link ကြနေခဏလေးokay ရပြီဒီမှာဒီမှာရပြီကျွန်တော်တို့ဒီမှာ minus AI ကိုစာသုံးတော့မရှင်သူက Gmail နဲ့ account တစ်ခုနဲ့ login ဝင်ခိုင်းတာပေါ့နော်ဒီနေရာမှာ Gmail တစ်ခုနဲ့ login ဝင်ခိုင်းတာကျွန်တော် Gmail နဲ့ account ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ပထမအဦးဆုံးကျွန်တော်တို့ credit က1000ရမယ်ပြီးတော့မှဒီညာဖက်အပေါ်ဆုံးမှာကြည့်ရ credit ကကျွန်တော်တို့ credit 1000ရမယ်ပြီးတော့မှ daily credit က300ရမယ်ပေါ့နေ့စဉ်နေ့တိုင်းကျွန်တော်တို့ credit 300ပေးမယ်ပေါ့နော်ကျွန်တော်တို့ credit 300နဲ့အများကြီးလုပ်လို့ရတယ်ပုံတွေထုတ်လို့ရတယ် contact တွေရေးခိုင်းလို့ရတယ်တခြားကျွန်တော်တို့ရဲ့အလုပ်တွေကိုကူပြီးတော့မှခိုင်းလို့ရတယ်သူက EA agent ဖြစ်တဲ့အတွက်ကြောင့်မို့ okay ဒီမှာရှင်ကျွန်တော်မှာ credit က1400ရှိတာကျွန်တော်သုံးထားလို့ပေါ့နော်ပထမဆုံးအခွန်စာဖွင့်မှရှင်ကျွန်တော်တို့1000ရမယ်ပြီးတော့မှ daily credit က300ရမယ်1300လောဆယ်ကျွန်တော်သုံးပြီးတော့ဒီမှာ1200ပဲကျန်တယ်ကျန်မှာဖြစ်ပါတယ် okay အရင်ဆုံးကျွန်တော်ဘာလို့ခိုင်းမလဲရှင်ကျွန်တော်တို့သူ့ကိုကျွန်တော်တို့ဗီဒီယိုတွေကိုtranscript လုပ်ခိုင်းလိုက်ရတယ်တခြားအခု movie recap ရှင်တော်တော်များများဒီ minus AI မှာလည်းသုံးတာတော်တော်များများတွေ့ရတယ်ကောင်းတယ်တော်တော်များများလည်းသုံးလို့ကောင်းတယ်ကျွန်တော်အကြိုက်ဆုံးထဲမှာဒီ minus AI နဲ့ပါတယ်အရင်ဆုံးကျွန်တော်သူ့ကိုအရင်ဆုံးဘာလို့ခိုင်းမလဲကျွန်တော်တို့သူ့ပုံထုတ်ခိုင်းမှာဗျာအရင်ဆုံးသူ့ကိုကျွန်တော်ဒီမှာကျွန်တော် AI တွေထဲမှာသုံးလို့ account ဆို minus AI အကြောင်း YouTube တမန်လေး16 ratio 9နဲ့9 ratio 6 9 ratio 6ပုံဖန်တီးပေးပါဆိုပြီးတော့မှရေးလိုက်မယ်ဟုတ် contact title ကိုလည်းဒီ contact ဒီ title ကိုမြန်မာလို့စဉ်းစားပြီးရေးပေးပါရေးပြမယ်အရင်ဆုံးကျွန်တော်တို့သူ့ကိုဘာလို့ခိုင်းမလဲဆိုရင်ကျွန်တော်တို့ဒီမှာပုံပဲအရင်ဆုံးထောက်ခိုင်းကြည့်မယ်ကျွန်တော်တို့ဒီ minus AI မှာကျရင်ကျွန်တော်တို့လှုပ်ချင်တဲ့ရတယ်အများကြီးလှုပ်လို့ရတာပေါ့နော်ကျွန်တော်လော့ရှယ်YouTube တမနီ YouTube နဲ့ TikTok တမနီအတွက်ကျွန်တော်ပုံအရင်ဆုံးထောက်ခိုင်းလိုက်မယ်သူ့ကိုနော် okay ပြီးတော့သူကဒီမှာကျွန်တော်ပုံထုတ်နေတော့ခဏပြောပြမယ်ဒီကကျွန်တော်ဒီ minus AI ကြာရင်ဒီသူကပါနောက်ထပ်ပါရေလုပ်လို့ရသေးလဲရှင်ကျွန်တော်တို့ကွန်ပျူတာမှာရှိတဲ့ဒီမှာရှင်ထားပါတော့ဒါကျွန်တော်ခဏတိုက်ဆက်ရမယ်ဒီကွန်ပျူတာမှာရှိတဲ့ဒီတက်ပုံတွေဗီဒီယိုတွေကိုကျွန်တော်တို့ကိုယ်တိုင်မခွဲဘဲနဲ့သူ့ကိုဗီဒီယိုတက်ပုံဖိုတာတက်စီခွဲထုတ်ခိုင်းလို့ရတယ်ကျွန်တော်တို့လူကိုယ်တိုင်မလုပ်ဘဲနဲ့သူ့ကိုခိုင်းလို့ရတယ်โอเคဘယ်နေရာမှာဘယ်နေရာမှာတပန်းတာပါလဲရှင်သူက AI agent ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်လူကိုယ်တိုင်အလုပ်လုပ်တဲ့ပုံစံမျိုးသူကလုပ်ပေးတာပေါ့နော်โอเคခဏမှကျွန်တော်ခွဲပြမယ်ဒီဟာကကျွန်တော်ကဗီဒီယိုတွေတပ်ပုံတွေနည်းနည်းပဲရှိလို့ရတယ်ခွဲပြန်နည်းနည်းမြင်မယ်ထင်တယ်โอเคကျွန်တော်စမ်းကြမယ်လက်တွေ့တကယ်လို့ကျွန်တော်တို့ဗီဒီယိုတွေတပ်ပုံတွေအများကြီးရှိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းမခွဲချင်တော့ရှင်ကျွန်တော်တို့ဗီဒီယိုတွေတပ်ပုံတွေအများကြီးရှိတယ်ကျွန်တော်တို့ကိုယ်တိုင်ဗီဒီယိုတပ်ပုံဖိုတာတွေမခွဲချင်တော့ရှင် minus AI ကိုခိုင်းနေမှာကျွန်တော်ဗီဒီယိုပုံဖိုတာစီထားပြီးပါဆိုခိုင်းတယ်သူအကောင် auto အလုပ်လုပ်ပေးသွားလိုက်မယ်ကျွန်တော်တို့သူလုပ်နေတာထိုင်ကြည့်နေအောင်ပဲโอเคအလောရှယ်အဲ့ပဲမသားခင်ကျွန်တော်ခဏဒီမှာ YouTube တမနီရဲ့ TikTok တမနီရဲ့ထုတ်ခိုင်းထားတာပေါ့နော်သူဒီမှာပုံဖန်တီးနေပါပြီ
သူကဘယ်လိုအလုပ်လုပ်လဲရှင်သူကရင်ဆုံးကျွန်တော်ကသူကဘယ်လိုအလုပ်လုပ်လဲရှင်သူကရင်ဆုံးစဉ်းစားတယ်သူကကျွန်တော်တို့ရေးလိုက်တဲ့ contact ကိုဘာလုပ်လဲရှင်ကျွန်တော်တို့ရေးလိုက်တဲ့ contact ကိုသူကပြန်တရှင်းပြန်ပြီးတော့မှသူကစဉ်းစားသူကဘယ်လိုပုံစံထုတ်ရမလဲဆိုပြီးတော့မှပြန်စဉ်းစားသူစဉ်းစားလို့ရရတဲ့အဖြေကိုသူကပြန်ပြီးတော့မှသူကသူ contact ပြန်ရေးမယ်ပြန်ရေးပြီးတော့မှသူစိတ်ချက်ပြန်ရေးပြီးတော့မှသူကျွန်တော်တို့ကိုပုံပြီးတော့မှပုံတွေပြန်ပြီးတော့မှဖန်တီးပေးမယ်ဖန်တီးပြီးတော့မှကျွန်တော်တို့ရှိကိုတရှင်းပြန်ပြီးတော့မှပို့ပေးမယ်သူက Gemini လို့မျိုးတော့Gemini လို့ ChatGPT လို့ကြာရင်ကျွန်တော်တို့ကမိလိုက်တဲ့ fresh bro ဝယ်ထားရင်တော့တမျိုးပေါ့နော် bro မဝယ်ထားလို့ရှင်တော့ fresh နဲ့မိလိုက်တဲ့ရှင်သူကမိတဲ့အတိုင်းပဲအမြန်ကြီးပြန်ဖြေလိုက်တယ်ဒါ Gemini နဲ့ ChatGPT ရဲ့သူလည်းအလုပ်လုပ်ပုံပေါ့နော်ဒီ minus AI မှာကြာရင်တပန်းတာတာသူကအရင်စဉ်းစားတယ်လူပုံစံတော့မျိုးပေါ့အရင်ကျွန်တော်စဉ်းစားပြီးတော့မှ idea ထုတ်တယ် idea ထုတ်ပြီးတော့မှကျွန်တော်တို့သူက content ပြန်ရေးတယ် content ပြန်ရေးပြီးတော့မှနောက်ထပ်ပါပြန်လုပ်လဲရှင်ကျွန်တော်တို့ပုံတွေဖန်တီးမယ်ဗီဒီယိုတွေဖန်တီးမယ်ပြီးတော့မှကျွန်တော်တို့ရှိကိုပြန်ပြီးတော့မှပို့ပေးတာပေါ့နော်သူဖန်တီးထားတဲ့ပုံတွေတကယ်လို့မကြိုက်ရင်ကျွန်တော်တို့ကြိုက်တယ်လို့ပြန်ပြီးတော့မှပြောင်းလဲလို့လည်းရတယ် okay ဒီမှာရှင်သူပုံဖန်တီးပြီးသွားပြီပေါ့နော် okay ဒီမှာရှင်ကျွန်တော်တို့ဒီမှာတခုတည်းထားတာကကျွန်တော်တို့ share ထားတဲ့ဟာဒီမှာကြီး Gemini မှာဆိုရင်ဒီမှာ Gemini logo လေးပါဒီမှာကျရင် Gemini logo လေးတော့မပါဘူးအဲ့ဒါတခုတော့ကောင်းတယ် okay ဒီမှာကျွန်တော်တို့ minus AI ဒီမှာအကောင့်minus AI ပေါ့ AI ဒီမှာအကောင့်ဆောင်ရွေးချယ်မှုသူရေးထားဒီမှာဒါ TikTok အတွက်ဒါ YouTube အတွက်ပေါ့နော်တကယ်လို့ကျွန်တော်တို့သူ့မကြိုက်ဘူးဟုတ်လားမကြိုက်ဘူးပေါ့မကြိုက်ဘူးပေါ့တခြားတစ်စိမ်းဖန်တီးပေးပါပေါ့တစ်ဆိုင်ဖန်တီးပေးပါပေါ့ပြီးတော့စာတွေကိုလည်းဟုတ်ပါတော့စာတွေကိုအဆိုင်highlight ထားရေးပေးပါပေါ့ထားရတော့ဆွဲဆောင်မှုရှိတဲ့တမနည်းပေါ့တမနည်း16ရီချိုကိုနဲ့အဲ့တော့ကိုရီချို16ပုံဖန်တီးပေးပါပေါ့ကျွန်တော်တို့မကြိုက်ဘူးလို့ပြောလိုက်ပြီနော်โอเคသူကအတိပြန်ပြီးတော့မှကျွန်တော်တို့ဖန်တီးပေးလိမ့်မယ်ဒီမှာကျွန်တော်တို့ကိုနောက်ထပ်ပြန်ပြီးတော့မှဖန်တီးပေးနေပေါ့နော်ဒီမှာအဲ့ဒါခင်တဲ့စိတ်ကိုအားမရဖြစ်တော့တဲ့စိတ်မကောင်းပါဘူးဒီတစ်ခါစာသားလေးကိုပုံလွင်စေမယ် highlight ပုံစံမျိုးနဲ့ share ပြီးတော့မှတစ်စက်အထိပြန်ဖန်တီးပေးပါမယ်တဲ့โอเคဒါကသူကပြန်ပြီးတော့မှဖန်တီးပေးနေပြီဖြစ်ပါတယ်အဲ့ဒီကျွန်တော်ခဏဆောင်လိုက်မယ်နော်ဒီမှာမတူကျွန်တော်တို့เนาะဒါဒီဇိုင်းအတိတ်တစ်ခုပြန်ပြီးတော့မှဖန်တီးပေးလာပြီโอเคဒီမှာရှင်ကျွန်တော် minus ဒီထက်မှကောင်းဆုံးသုံးလို့ကောင်းဆုံးပေါ့ကျွန်တော်ကြိုက်တယ်တကယ်လို့မကြိုက်ရင်ကျွန်တော်တို့နောက်ထပ်သူ့ကိုပြန်မေးပြီးတော့မှပြန်ဖန်တီးခင်းလို့ရတာပေါ့နော်ကျွန်တော်ကြိုက်ပြီးဒီမှာတရားကြိုက်ပြီးကျွန်တော်တောင်းထားလိုက်မယ်โอเคဒီမှာတော့ဟိုပုံကြံသေးတယ်ကိုရီရှိုး16စိတ် TikTok စိတ်ကြံသေးတယ်ကျွန်တော်โอเคဒီမှာကျွန်တော်တို့နောက်ဆုံးတော့သူဖန်တီးပြီးပါပြီကျွန်တော်တော့ကြိုက်တယ်ဒီမှာသူဖန်တီးပြခဏကျွန်တော်ဒီအပေါ်ဒီဇိုင်းကျွန်တော်မကြိုက်ဘူးလို့ပြောရတော့သူကနောက်ဒီဇိုင်းတစ်ခုဒီမှာစာကို highlight ထားပြီးတော့မှပဲကျွန်တော်တို့နောက်တစ်ခု16ရွှေကို16ပြန်ပြီးတော့ဖန်တီးပြီးသားတော့ကျွန်တော်ဒီဟာကိုတောင်းလောက်ဆွဲထားလိုက်မယ်โอเคဆွဲထားလိုက်ပြီးရင်နောက်တစ်ခုကျတော့ကျွန်တော်ခဏပြောပြတဲ့ဒီမှာကျွန်တော်တို့ကွန်ပျူတာထဲမှာရှိတဲ့ဒီမှာရှိတဲ့ပုံလေးဗီဒီယိုလေးကိုကျွန်တော်တို့ကိုယ်တိုင်ဖိုတာတဗီဒီယိုပုံမဟုတ်ဘဲနဲ့သူ့ကို minus AI ကိုခိုင်းပြီးတော့မှဗီဒီယိုပုံဖန်တီးခိုင်းမယ်ပေါ့နော်โอเคအရင်ဆုံးဒီဟာဖန်တီးဖို့ရှင်ကျွန်တော်တို့ကအရင်ဆုံးခဏမျိုးကျွန်တော် browser ကနေတွားလို့မရတော့သူက browser ကနေတွားရင်ကျွန်တော်တို့က crop version အနေနဲ့ပဲကျွန်တော်တို့ crop version အနေနဲ့ပဲချိန်လို့ရမှာဒီမှာ crop ကွန်ပျူတာ cloud နဲ့ပဲချိန်လို့ရမှာအဲကြောင့်မို့ကျွန်တော်ကဒီမှာကျွန်တော်ရဲ့ set ထဲမှာ minus AI ဆိုတဲ့ဟာကို download ဆက်ထားတယ်သူက download ဆက်လို့လည်းရတယ်ကိစ္စမရှိဘူးဒီမှာ minus AI download ဆိုတာလေးရှာပြီးတော့မှဒီမှာတောင်းတယ်ဒီမှာဒီမှာလည်း desktop app ရယ် mobile app ဆိုတာရှိတယ်ကျွန်တော်တက်တာယူပြီးတော့မှတောင်းလိုက်ရင်ကျွန်တော် minus AI ရပြီဆိုရင်ကျွန်တော်ခဏဝင်ထားတဲ့ Gmail နဲ့ပြောင်းဝင်ပေးမယ်ပြောင်းဝင်ပေးပြီးကျွန်တော်တို့ဒီမှာဒါကျွန်တော်ခဏမိထားတဲ့ဟာဒီမှာသူကတမလေးပေါ့နော်โอเคရပြီထားပါတော့ခဏဒီမှာတမလေးလောက်ရဆိုကျွန်တော်ကဘာလို့မလဲဆိုရင် new task in ကျွန်တော်တစ်ခုကြည့်လိုက်မယ်
new test ယူပြီးတော့မှကျွန်တော်ဘာလုပ်ခဲ့မလဲဆိုကျွန်တော်တို့ဒီမှာရှိတဲ့အဲ့ဒါမှာတော့ဒီကွန်ပျူတာ download ထဲမှာရှိတဲ့ design folder ထဲကိုကျွန်တော်တို့ဒီထဲမှာတပ်ပုံရယ် video ရယ်တတပြန်ပြီးတော့ခွဲထုတ်ခဲ့မယ် okay အဲ့ရှင်ဒီရဲ့ location ဒီရဲ့ computer location ကျွန်တော်တို့မှတ်ထားပြီးရမှာသူက C ထဲမှာ C user 1 download design ထဲမှာဒီဟာတွေရှိတယ်အဲ့ပုံစံနဲ့ပဲကျွန်တော်တို့ folder ပတ်လမ်းကြောင်းနဲ့သွားတာပေါ့နော်သူကဒီမှာကျွန်တော်တို့ချိန်ပြီးမယ်ဒီမှာကျရင် menu ရဲ့ desktop ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဒီမှာခဏတကူတတိထားမိလားမသိဘူးဒီမှာကျရင်ကျွန်တော် Chrome မှာကျရင်ဒီမှာကျရင်မပါဘူးဒီမှာ cloud computer ဆိုတာလေးပါတယ်တကယ်လို့ကျွန်တော်တို့က desktop version မှာကျရင်ဒီမှာ add local folder ဆိုတာလေးပါတယ်တကူတတိထားမိလားမသိဘူးကျွန်တော် add local folder နှိပ်မယ်နှိပ်ပြီးတော့မှကျွန်တော်တို့ခဏဟောတော့ download ထဲမှာရှိတဲ့ design ပေါ့နော် design ဒီမှာဒီ design ဟုတ်တယ်နော်ဒီ design ကိုကျွန်တော်တို့ select folder ဆိုတာလေးနှိပ်ပြလိုက်မယ်နော်ဟုတ်လားမသိဘူးဒီမှာတကယ်လို့မသိရင်ဒီကနေပဲ copy လိုက် control C copy ပြီးတော့မှဒီမှာ minus C မှာဒီမှာ control V ချပြီးလိုက် okay ပြီးရင် select folder ဆိုရင်နေပြီးလိုက်အဲ့ဆိုရင်သူကကျွန်တော်ဒီမှာသူကပြင်မရအောင်ဒီမှာ design ဆိုတဲ့ folder ပေါ်လာပြီနော် okay အဲ့ဆိုရင်ကျွန်တော်ထားပါတော့ဒီမှာခဏ folder location ပြန်ထည့်မယ်ပြန်ထည့်ပြီးတော့မှထားပါတော့ပတ်လမ်းထဲမှာရှိတယ်ပေါ့ပတ်လမ်းထဲမှာရှိတယ်ထားပါတော့ IAG image နဲ့ video တွေကိုပေါ့OLED folder တက်စီပေါ့ folder တက်စီခွဲပြီးပါပေါ့ခွဲပြီးပါလို့ပဲခိုင်းနေမှာသူ okay ကျွန်တော်ကဒီမှာဒီထဲမှာရှိတဲ့ဒီ design ပေါ့ဒီ design ထဲမှာရှိတဲ့ဒီတပ်ပုံလေး video လေးကိုကျွန်တော်တို့သူ့ကိုတက် folder တက်စီခွဲခဲ့မှာပေါ့နော်ဒီမှာကျွန်တော်ဘာမှမခွဲဘူးနော်သူ့ကို click တစ်ချက်လေးပဲလိုက်နေမှာဒီ minus စီအောင်ကျွန်တော်တို့တက်စီခွဲပြီးမယ်တက်စီခွဲခဲ့နေမှာပေါ့နော်သူရဲ့အလုပ်ဆောင်ပုံအရှင်းကကျွန်တော်ကြိုက်တယ်ပထမဆုံးသူကလူအုံနောက်နှမျိုးပဲကျွန်တော်တို့သူကတွေးတယ်စဉ်းစားတယ်ပြီးတော့မှသူ plan ချတယ်ပြီးတော့မှသူပဲအကုန်လုံးလူတယောက်လိုမျိုးပဲအုံနောက်လူအုံနောက်နှမျိုးပေါ့နော်အလုပ်လုပ်သွားအဲ့တစ်ခုတော့ကြိုက်တယ်သုံးလို့လည်းအရင်ကောင်းတယ်တကယ် pro ဝယ်ထားမှရှင်ပို့ပြီးတော့မှသုံးလို့ကောင်းတဲ့ video တွေပါဖန်တီးလို့ရတယ်ကျွန်တော် pro ဝယ်ထားတော့ဒီမှာ pro ရှင်ဒီမှာဒီဟာပေါ့နော်တကယ်လို့ pro ဝယ်တဲ့ try list anyway ပဲသုံးလိုက်မှာကျွန်တော်အဲ့ဒီမှာကျွန်တော်တို့ဒီမှာမေးလာရင်ဒီမှာအလောင်းဆိုတာပဲနေပြလိုက်တော့နော်အလောင်းပဲ okay အဲ့ဆိုရင်သူကfile တွေကိုစိတ်ရှင်းနေပြီဒီထဲမှာရှိတဲ့ကျွန်တော်တို့ဒီမှာကျွန်တော်မရှိဘူးနော်ဒီမှာနော် okay ဒီမှာမရှိဘူးဒီမှာသူခဏကျရင်သူပြီးသွားလိမ့်မယ်နော်ဆက်ဒီကနေပဲကျွန်တော်တို့ဒီ minus a ကနေပဲတောက်ဆောင်ကြည့်မယ် okay ဒီမှာဆိုရင်ကျွန်တော်ပြီးပြီပေါ့နော်သူကဒီမှာဒီမှာဆိုရင် image မှာကျွန်တော်တလားရှိတယ်ပေါ့နော်ဒါ video မှာကျွန်တော်တလားရှိတယ်ဟုတ်လားလို့တော့ကြည့်မယ်ကျွန်တော်တို့ဒီမှာထားပြီးတော့မှကြည့်လိုက်မယ်ဆိုရင်ဒီမှာခဏကျွန်တော်ဒီ design ထဲမှာပဲနော် image ရဲ့ video ရဲ့တက်ပြန်ခွဲထုတ်သားပဲဒီမှာဆိုရင် image ဒါပုံလေးပဲဟုတ်ပါ okay ပြီးဒီမှာ video တော့ video လေးပဲသူက image တက် video တက်ပြန်ပြီးတော့မှခွဲထုတ်သွားပြီလေပေါ့နော်အရန်သုံးလို့ကောင်းတယ် minus AI တကယ်စမ်းသုံးကြည့်ပေါ့စမ်းသုံးကြည့်recommend အရန်ပေးတယ် okay ဒီ video တော့ဒီလောက်ပါပဲနောက်ထပ် video မှာတစ်ခါပြန်လဲတွေ့ကြပါမယ်